မျိုးသမီးလေးတွေရဲ့ရှင်ရင်ဆက်အလားတရားကိုအထူးခြားဆုံးပေါ်ပြပေးနေတာကဗာတိတ်အစင်လက်လာလေးတွေပါပဲအခုပဲခင်မျိုးမမှာအသက်ထွက်ရှိထားတဲ့အစင်အရန်လာတဲ့ချီနောပါတိတ်လေးတွေကိုကြည့်လိုက်ရအောင်နော် flower 11336နဲ့ဒီပါတိတ်ဒီဇိုင်းလေးကတင်ငင်ရင်းချက်တဲ့အလားကိုပိုင်ဆိုင်ခြင်းနဲ့မမတို့နဲ့အထူးလိုက်ပတ်ပါတယ်အောက်ခံအယောင်ရင်းရင်လေးပေါ်မှာပန်းကစ်လေးတွေကိုအနူးစိတ်ရွေးဆဲထားတာကြောင့်ရုံတက်ပွက်တက်တွေမှာကိုယုံကြည်မှုအပြည့်နဲ့တစ်နှစ်တက်ရှိနေစေမဲ့အစင်ဒီဇိုင်းလေးပဲဖြစ်ပါတယ်flower 13848နူးညံ့တိမ်မွေပြီးရင်ရင်လေးနဲ့မြင်သူတိုင်းလက်ပြန်ငင်းမောစေမဲ့အစင်လက်လာလေးပါတောက်ပါတဲ့ကာလာအောက်ခံလေးပေါ်မှာဆေးရောင်စုံပန်းပွင့်လေးတွေချေမှုန်ထားတာကြောင့်ဝစ်လိုက်ရင်ရင်လေးနဲ့လှနေစေမှာပါနော် Royal Lily 11352ကိုပြိုမေတိုင်းကြိုက်ကြတဲ့အဖြူခံတက်တန်လေးပေါ်မှာဆေးရောင်စုံပန်းခတ်လေးတွေကိုအလားပါဆုံးချေမှုန်ထားတဲ့အစင်လေးဖြစ်ပါတယ်တက်တန်ပြန်နဲ့ထင်ပေါ်တဲ့အလားကိုရှာနေရင်တော့ဒီအစင်လေးကအလိုက်ဖက်ဆုံးမယ်နော်Royal Lily 13831ပန်းခတ်လေးတွေကိုခင်းတဲ့အညီလာပါအောင်ဖန်တီးထားတာကြောင့်လူငယ်ဆန်ဆန် fashion ကြကြနဲ့ထင်ပေါ်နေစေမဲ့အစင်လေးပါနော်အောက်ခံအယောင်ရင်းရင်လေးပေါ်မှာစမ်းတက်တဲ့အစင်လေးတွေနဲ့ပေါင်းစပ်ထားလို့ဝတ်လိုက်တာနဲ့ပိုပြီးကြော်ရှင်လှပနေစေမဲ့အစင်ဆန်းလေးပဲဖြစ်ပါတယ်ရှင်အစင်လေးတွေအရင်လာလို့ဈေးရများလောက်မှမထင်နဲ့နော်1000ကျော်တဲ့နဲ့ခုလိုစမ်းတက်လှပတဲ့ခင်မုံမုံပါတိတ်လေးတွေကိုရွေးစင်နိုင်ပါပါရှင်ကဲတန်းနေတက်တဲ့အစင်လေးတွေရှိရင်အခုပဲအမြန်ဆုံးမှာယူလိုက်တော့နော်ခင်မျိုးမုံအားထုတ်တဲ့ပါတိတ်လေးတွေကိုဒဇင်ပြန်လဲရောင်းချလို့သူများလက်လီဝယ်ခြင်းသူများအတွက်ဖုန်းသွမဟုတ်ဘိုင်ဘာနံပါတ်3998955343နဲ့3998383443နဲ့တို့ဆက်သွယ်မအောင်နိုင်ပါတယ်ရှင်